AI Storyteller YouTube Channel မှာကြိုဆိုပါရစေ။ကျွန်တော်တို့ channel မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းတွေအားလုံးကို AI ကရေးပြီး AI ကဖတ်ပြတဲ့နည်းပညာသစ်တွေနဲ့ဖန်တီးထားတာဖြစ်ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်လမ်းတွေပုံမြင်တွေနဲ့ထူးဆန်းထွေလာအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့အဆုံးထိအတူတူနားဆင်ခံစားကြည့်လိုက်ရအောင်ပါ။နောက်ထပ်တင်သမျှဗီဒီယိုသစ်တွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်ဖို့အတွက် channel ကို subscribe လုပ်ပေးထားဖို့နဲ့ notification bell လေးကိုနှိပ်ထားပေးဖို့မမေ့နဲ့နော်။မင်္ဂလာပါဗျာဒီနေ့ပရိသတ်ကြီးကိုပြောပြပေးမယ့်ဇာတ်လမ်းလေးကတော့စုံသွေးဆိုတဲ့အညာကြီးလက်ရဲ့ကံကြမ္မာစမ်းကြဲတဲ့ဝတ္ထုရှည်ကြီးပဲဖြစ်ပါတယ်ဟော။အညာမိုးကောင်းကင်ကြီးအောက်ကဖုံထူထူလမ်းကလေးတွေတလားလားတိုက်နေတဲ့လေပူချမ်းတွေအဲ့ဒီကြားထဲကလူတစ်ယောက်ရဲ့ဘဝဇာတ်ကြောင်းကိုစတင်ပြီးပြောပြတော့မှာဖြစ်ပါတယ်။ဒီဇာတ်လမ်းမှာလူတစ်ယောက်ရဲ့မွေးဖွားခြင်းကနေစတင်ပြီးသူဖြတ်တန်းရမယ့်ဝတ္ထုတွေခံစားချက်တွေအလှည့်ပြောင်းတွေကိုတဆင့်ချင်းခံစားကြည့်ရှုရမှာပါအားလုံးပဲအသင့်ပြင်ထားကြပါစပါပြီ။အပိုင်းတစ်ဟုတ်ကဲ့ပြောရရင်တော့အညာဒေတာရဲ့အလဲဘိုးမှာရှိတဲ့ကျဲလေးပွင့်ရွာလို့ခေါ်တဲ့ကျေးရွာလေးတစ်ခုရှိပါတယ်ဒီရွာလေးဟာအေယာဝတီမြစ်ရဲ့အရှိတ်ဘက်ကမ်းနဲ့တိတ်မဝေးလာတဲ့လယ်ကွင်းပြင်ကျဲကြီးတွေရဲ့အလဲမှာတည်ရှိနေတာပါပတ်ဝန်းကျင်မှာဆိုရင်ဖုံထူထူလမ်းကျန်းတွေမိုးရင်းဆိုရင်ရွှွန့်တော်ထူပြီးနွေရာသီဆိုရင်တော့အကွဲနေတဲ့မြေပြင်တွေအဲ့ဒီကြားထဲမှာအုံးပင်ထမ်းပင်မန်ကြီးပင်တွေကရွာကိုအရိပ်အာဝါဒပေးထားတတ်ပါတယ်ဒီရွာလေးမှာလူတွေရဲ့အသက်မွေးဝမ်းကြောင်းကတော့လေယာလုပ်ငန်းနဲ့နွားကြောင်းတာပဲဖြစ်ပါတယ်။ဆင်းရဲချမ်းသာကွာပေမဲ့လူတိုင်းလူကတော့အေးအေးချမ်းချမ်းနဲ့ရိုးရိုးသားသားနေထိုင်တတ်ကြသူတွေကြီးပါပဲ။ဒီလိုရွာလေးရဲ့အစွန်ဖျားအုံးပင်အိုကြီးတစ်ပင်ရဲ့အောက်မှာတနီမိုးဝါထရံကာထားတဲ့အင်္ဂလိပ်တစ်လုံးရှိပါတယ်။ဒီအင်္ဂလိပ်မှာဦးဘိုးတာနဲ့ဒေါ်မြလေးဆိုတဲ့လင်မယားနှစ်ယောက်နေထိုင်ကြပါတယ်။ဦးဘိုးတာကရွာထဲမှာလူပြောများတဲ့ဆင်းရဲသားတစ်ယောက်ပါ။သူ့မှာကိုယ်ပိုင်လေယာမြေဆိုလို့မရှိပါဘူး။သူများရဲ့နွားတွေကိုငှားကြောင်ပြီးရတဲ့ဆန်နဲ့ဝမ်းစာရှာနေရတဲ့သူပါဒေါ်မြလေးကတော့ရွာထိပ်ကလူချမ်းသာတဦးရဲ့အိမ်မှာအခါစားဝင်ပြီးရတဲ့ဟင်းဘိုးလေးနဲ့ဘဝကိုဖျက်ဆီးနေရပါတယ်ဒီလင်မယားဟာစင်စင်ရဲရဲနဲ့အေးတူပူမြပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြတာအိမ်တော်သက်10နှစ်တောင်ရှိခဲ့ပါပြီဒါပေမဲ့ဒီဇလန်ရဲ့အစဟာတာမန်ချိန်တစ်ခုမှစတင်ခဲ့တာမဟုတ်ပါဘူးမြန်မာပြက်ကလေးရဝါဆိုလာပြေကျော်တရက်နေ့ညနေခင်းမှာအဲ့ဒီနေ့ကရွာရဲ့အနောက်ဘက်ကောင်းကင်ကြီးဟာမိခိုးရောင်တိမ်တိုက်ကြီးတွေနဲ့ထူထပ်မီးမှောင်နေခဲ့ပါတယ်။နွေရာသီရဲ့နောက်ဆုံးမိုးကိုစောင့်မျှော်နေတဲ့မြေပြင်ပေါ်မှာလေပူချမ်းတွေကတလားလားတိုက်ခတ်နေပြီးလေထဲမှာမိုးနှံနဲ့ဖုန်နှံတွေရောထွေးနေပါတယ်။ဒီအချိန်မှာပဲဦးဘိုးတာရဲ့အင်္ဂလိပ်ထဲကနေဒေါ်မြလေးရဲ့နာကျင်စွာအော်ဟစ်တန်တွေရွာလုံးကျွတ်ကြအောင်ထွက်ပေါ်လာခဲ့ပါတော့တယ်။ရွာထဲကလက်တီဆရာမကြီးကအိမ်ထဲမှာဒေါ်မြလေးကိုမိဖွားပေးနေချိန်ဦးဘိုးတာကတော့အိမ်အောက်ကနွားစာခွန်နဲ့ကျင်းသားမှာမျက်နှာငယ်လေးနဲ့ထိုင်ပြီးစိတ်ပူနေခဲ့ရှာပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ထက်ကတိမ်တွေဟာတဖြည်းဖြည်းရွေ့ရှားလာပြီးလာမင်းကြီးကိုဖုံးအုပ်သွားသလိုအိမ်ပေါ်ကအော်တန်တွေကလည်းပူပူကျဲလောင်လာပါတယ်။ရွာထဲကလူတွေလည်းဘာစုညံတန်လဲဆိုပြီးအိမ်ပြင်ထွက်ကြည့်ကြတဲ့အခါဦးဘိုးတာအိမ်ဘက်ကအော်တန်ကြောင့်ဒေါ်မြလေးမိဖွားတော့မယ်ထင်တယ်လို့ရေယိုရင်းပြန်ဝင်သွားကြပါတယ်။ဒါပေမဲ့အဲ့ဒီညကတရွာလုံးအတွက်ထူးဆန်းတဲ့ညတစ်ညဖြစ်ခဲ့ပါတယ်။လာမင်းကြီးလုံးဝကွယ်ပြောက်သွားပြီးအမောင်တူကြီးကရွာကိုဖုံးလွှမ်းသွားချိန်မှာပဲမိုးချင်းတန်အကြီးအကျယ်တစ်ခုနဲ့အတူမိုးဆက်ကြီးတွေတဖြုံဖြုံကျလာပါတော့တယ်ဒီလိုနဲ့ညသက်ကောင်အချိန်လောက်မှာတော့ဦးဘိုးတာအိမ်ထဲကနေကလေးငိုတန်တအီထွက်ပေါ်လာခဲ့ပါတယ်ဒေါ်မြလေးဟာတားယောက်ျားလေးတစ်ယောက်ကိုအန္တရာယ်ကင်းစွာမွေးဖွားနိုင်ခဲ့တာပါကလေးလေးမွေးတော့လက်သေးဆရာမကြီးကမိဖွားပြီးစာဒေါ်မြလေးကိုရေနွေးတိုက်ရင်ကလေးကိုဆန်းစစ်ကြည့်တယ်ကလေးလေးကစပင်တွေထူထူမဲမဲလေးနဲ့ပကတ်ထဲမှာတအီနဲ့ငိုနေပါတယ်ဒါပေမဲ့လက်တီဆရာမကြီးကကလေးရဲ့နောက်ကျောမှာအမဲဆက်တစ်ခုကိုတွေးလိုက်ရတယ်အဲ့ဒီအမဲဆက်ကတာမန်မွေးရပါအမဲဆက်မဟုတ်ပဲကြက်တောင်ပုံစံတစ်ခုလိုငွေကောင်းပုံစံတစ်ခုလိုနဲ့အလွန်ထူးဆန်းနေတဲ့ဆရာမကြီးကဒီအမတ်သားကိုမြင်တော့မျက်မှောင်ကျုပ်သွားပြီးမျက်နှာပြတ်သွားတယ်ဒါပေမဲ့မီးတွင်းထဲကဒေါ်မြလေးကိုတော့ကလေးကကြမ်းကြမ်းမာမာပါလို့ပဲပြောပြီးသူမြင်တဲ့အကြောင်းဘာမှမပြောပြခဲ့ပါဘူးအဲ့ဒီညကအိမ်ပြန်သွားတဲ့ဆရာမကြီးဟာအိမ်ရောက်တာနဲ့နက်စင်မှာစီမီတတိုင်သွားထုံးပြီးအိုးဘသူဝကြွေးတွေလည်းမသိဘူးလို့တီတိုးရေရွတ်ခဲ့တယ်လို့သူ့အိမ်ကလူတွေပြောတာကိုနောက်ပိုင်းမှာရွာထဲမှာပြန်ကြားရပါတယ်ဒီလိုနဲ့မောင်ညွန့်လွင်လို့ကလေးကိုဦးဘိုးတာကဒီလိုနာမည်ပေးခဲ့တဲ့မောင်ညွန့်လွင်ကလေးဟာတဖြည်းဖြည်းကြီးပြင်းလာခဲ့ပါတယ်သူလမ်းဆက်လျှောက်တက်တဲ့အရွယ်စကားစပြောတတ်တဲ့အရွယ်လောက်ကစပြီးရွာထဲမှာသူနဲ့ပတ်သက်တဲ့ထူးဆန်းတဲ့အဖြစ်အပျက်တွေတစ်ခုပြီးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်ပထမဆုံးအကြိမ်ကမောင်ညွန့်လွင်ကိုသူ့အမေဒေါ်မြလေးကအိမ်ရှိကုန်းလေးပေါ်ချီထွက်လာတော့ကပါအဲ့ဒီအချိန်ရွာလေကောင်ကညောင်မင်းကြီးအောက်မှာကလေးတွေဂျင်တူးနေကြတယ်ဒေါ်မြလေးကမောင်ညွန့်လွင်ကိုချီပြီး
အဲ့ဒီနားကဖျက်လျှောက်သွားတဲ့အခါကစားနေတဲ့ကလေးတစ်ယောက်ကမောင်ညွန့်လွင်ကိုလက်ညှိုးထိုးပြီးဟိအဲ့ဒီကလေးကျုံးမှာမွေးကြီးကြိုက်ထားတယ်လို့ပဲလို့အော်ပြောလိုက်ပါတယ်ဒီစကားကိုအနားမှာရှိတဲ့လူကြီးတွေကကြားတော့မောင်ညွန့်လွင်ကိုလှမ်းကြည့်ကြတယ်ကလေးကအင်ကြီးမပါပဲဗလာချင်းနေတော့နောက်ကျောကအမဲဆက်ကထင်းထင်းကြီးမြင်နေရတယ်အဲ့ဒီနေ့ကစပြီးရွာထဲမှာဦးပိုးတတကနောက်ကျောမှာမွေတက်နေတဲ့အကွက်နဲ့မွေးလာတာဒီကလေးကမကောင်းတဲ့လက္ခဏာပဲဆိုတဲ့ကောလာဟာလာတွေတဖြည်းဖြည်းပြန့်နှံ့လာခဲ့ပါတယ်မောင်ညွန့်လွင်ဟာအသက်၄နှစ်အရွယ်လောက်ရောက်တော့အိမ်သားမှာတယောက်တည်းစော့နေကြပါပဲသူ့အနေနဲ့ရွာထဲကတခြားကလေးတွေနဲ့ပေါင်းချင်ပေမဲ့ဘယ်သူမှသူ့ကိုစော့ဖို့မလုပ်ကြပါဘူးတခါတလေသူကကလေးတွေရှိရာကိုတိုးသွားရင်ကလေးတွေရဲ့မိဘတွေကသူတို့ကလေးတွေကိုဟိဟိုကောင်နဲ့မစော့နဲ့မကောင်းဘူးဆိုပြီးဆွဲခေါ်သွားတတ်ကြပါတယ်အဲ့ဒီလိုဆွဲခေါ်သွားခံရတိုင်းမောင်ညွန့်လွင်ရဲ့မျက်ဝန်းလေးတွေကနားမလည်နိုင်တဲ့ဝမ်းနည်းမှုတွေနဲ့ပြည့်နှက်နေတတ်ပါတယ်သူ့ကိုယ်သူဘာမှလို့လဲလို့တွေးမိပေမဲ့ဘသူကိုမှပြန်မမေးရဲပါဘူးဒါပေမဲ့ဒီလောက်နဲ့တင်မပြီးသေးပါဘူးသူ့အသက်9နှစ်အရွယ်လောက်ရောက်တော့ရွာထဲမှာထူးဆန်းတဲ့အဖြစ်အပျက်တွေဆက်တိုက်ဖြစ်လာပါတယ်ရွာရဲ့အရှိတ်ဆုံးကရေကန်မှာရေခတ်တဲ့သူတွေရေထဲမှာမွေကြီးတွေတွေ့တယ်လို့ပြောကြတယ်ဒါပေမဲ့ဘသူမှမဖမ်းမိကြဘူးညဘက်ဆိုရင်ဦးပိုးတာအိမ်သားမှာခွေးတွေဦးတန်ပေးတယ်လို့တနာစရာဦးတန်တွေညီးတွားတန်တွေထွက်လာတတ်ပါတယ်ဒီအချိန်မှာပဲရွာထဲကမတန်းစိန်ဆိုတဲ့အပြိုကြီးတယောက်လမ်းလျှောက်ရင်းရုတ်တရက်တက်သွားပြီးမျက်လုံးပြူကာဟိုကောင်လေးမောင်ညွန့်လွင်ကိုမွေးတုံးကလာမင်းမရှိဘူးအခုလေဒီရွာမှာနေမကောင်းတာတွေဖြစ်ကုန်ပြီးဒီကောင်လေးကစုံးသွေးပါတဲ့အကောင်သူ့ကြောင့်ရွာပြက်လိမ့်မယ်ဆိုပြီးအော်ဟစ်ပြောဆိုသွားပါတယ်ဒီစကားကလျှက်စစ်မီးပွားလို့ရွာတစ်ခုလုံးကိုပြန့်နှံ့သွားခဲ့ပါတယ်လူတိုင်းကမောင်ညွန့်လွင်ကိုရောင်လဲလဲနဲ့ကြည်လာကြတဲ့သူမိဘတွေကိုတော့အပြစ်တင်တဲ့အထိဖြစ်လာတဲ့ဥပိုးတာနဲ့ဒေါ်မြလေးဟာဒီဆွဆွဲမှုတွေကိုဘလို့မှပြန်မချေပနိုင်ခဲ့ပါဘူးသူတို့လင်မယားကလူစင်းရဲလူအားနည်းတွေမှုလူကြီးသူမတွေရှိမှဘာမှပြောခွင့်မရှိသလိုဖြစ်နေခဲ့ရတယ်မောင်ညွန့်လွင်လေးကတော့ဒီအကြောင်းတွေကိုကောင်းကောင်းနားမလည်နိုင်သေးပေမဲ့သူ့ကိုလူတွေကမုန်းတီးဆက်ဆုပ်တဲ့အကြည့်တွေနဲ့ကြည်နေမှန်းကိုတော့ခံစားမိလာခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့မောင်ညွန့်လွင်ရဲ့ဘဝဟာနေ့စဉ်နဲ့အမျှအနှိမ်ခံရတဲ့အနိုင်ကျင့်ခံရတဲ့ဘဝတစ်ခုဖြစ်လာခဲ့ပါတယ်။ရွာထဲကလူငယ်ဆိုတစုကသူ့ကိုကြောင်းသွားတဲ့လမ်းမှာချောင်းပြီးခဲနဲ့ပေါက်တာသူ့အိမ်သားရောက်ရင်အော်ဆဲတာတွေလုပ်လာကြတယ်။တခါကကျောင်းမှာကျောင်းသားတစ်ယောက်ရဲ့ခဲတံပျောက်သွားတယ်ဘယ်သူမှမခိုးဘူးဆိုတာကိုသိတဲ့ဆရာမကတော့ကျောင်းသားတွေရဲ့အော်ဆိုမှုကိုမတားနိုင်ပဲမောင်ညွန့်လွင်ကိုပဲအဖြစ်ပုံချပြီးမင်းပဲခိုးတာလားလို့မေးခဲ့တယ်မောင်ညွန့်လွင်ကမခိုးဘူးလို့ဘလောက်ပဲငိုပြီးပြောဘသူမှမယုံကြည်ကြပါဘူးနောက်ဆုံးမှာခဲတံကိုကျောင်းနောက်ဖေးမှာတခြားကျောင်းသားတစ်ယောက်ကမိကြံခဲ့တာကိုပြန်တွေးတော့မှကိစ္စပြီးသွားပေမဲ့ဘသူကမှမောင်ညွန့်လွင်ကိုလာမတောင်းပန်ခဲ့ကြပါဘူးသူတို့အတွက်တော့မောင်ညွန့်လွင်ဆိုတာရွာရဲ့ကန်ဆိုးမိုးမှောင်ကြစရာအမြဲတမ်းအပြစ်တင်ခံရမယ့်တားကောင်တစ်ယောက်သာဖြစ်နေခဲ့တာပါသူ့အသက်10နှစ်ကျော်လာတော့မောင်ညွန့်လွင်ဟာလူတွေနဲ့မဆက်ဆံတော့ပဲတယောက်တည်းနေတက်လာတဲ့ကျောင်းကလည်းထွက်ခဲ့ရပြီဖြစ်လို့အိမ်မှာပဲနေပြီးနွားတွေကိုတောထဲထုတ်ကြောင်းတဲ့အလုပ်ကိုလုပ်ကင်ခဲ့တယ်။ဒီအလုပ်ကသူ့ကိုရွာထဲကလူတွေနဲ့ဝေးနေစေဖို့အခွင့်အရေးတစ်ခုလည်းဖြစ်ခဲ့တယ်။တောထဲမှာနွားတွေနဲ့အတူတယောက်တည်းနေရတဲ့အချိန်တွေမှာသူဟာတဘာဝတရားကြီးရဲ့အလှတရားတွေကိုခံစားတက်လာတယ်။လေပြည်လေညင်းတိုက်ခတ်တန်ငှက်ကလေးတွေရဲ့တေးဆိုတန်တရွက်ချောက်တွေကြွေကြတန်အဲ့ဒီအတန်တွေအားလုံးကသူ့အတွက်အေးချမ်းမှုတစ်မျိုးကိုပေးစွမ်းပါတယ်ဒါပေမဲ့သူ့စိတ်ထဲမှာတော့လူတွေကသူ့ကိုဘာလို့ဒီလောက်မုန်းတာလဲဆိုတဲ့မေးခွန်းကအမြဲလိုရစ်ဝဲနေခဲ့ပါတယ်သူ့အမေကိုမေးကြည့်တိုင်းလဲဒေါ်မြလေးကတားကဘာမှမမားဘူးတားကလွဲရင်ဘသူမှဘာမှမဟုတ်ဘူးဆိုပြီးဝမ်းနဲ့ပဲပြန်ဖြေတတ်ပါတယ်ဒီလိုနဲ့မောင်ညွန့်လွင်15နှစ်အရွယ်ရောက်တဲ့အခါမှာတော့သူ့ဘဝရဲ့အကြီးမားဆုံးအလှည့်ပြောင်းတစ်ခုစတင်လာခဲ့ပါတော့တယ်။အဲ့ဒီနှစ်တကူးလာဆန်းပိုင်းမှာရွာရဲ့တောင်ဘက်ကတောင်တန်းကြီးပေါ်ကနေလှုပ်ဝက်ဆန်းကျဲတဲ့မိန်းမအိုကြီးတစ်ယောက်ဆင်းလာခဲ့ပါတယ်။ဒီမိန်းမအိုကြီးဟာရွာထဲကိုဝင်မလာပဲရွာအပြင်ဘက်ကထန်းတော်အိုကြီးထဲမှာနေထိုင်နေတယ်လို့ရွာသားတွေကပြောကြတယ်။သူမဟာတခါတလေရွာထဲကိုဆင်းလာပြီးစံတောင်းတက်ပေမဲ့ဘသူနဲ့မှစကားမပြောဘူးမျက်နှာအမူအရာကအမြဲတည်ကြည်နေပြီးသူ့မျက်လုံးတွေကလူတစ်ယောက်ရဲ့စိတ်နှလုံးကိုထိုးဖောက်မြင်နိုင်စွမ်းရှိတယ်လို့ခံစားရတယ်လို့ပြောကြတယ်။ရွာသားတွေကဒီမိန်းမအိုကြီးကိုမေတော်ကြီးလို့ခေါ်ကြပြီးကြောက်ရွံ့သေးတဲ့အကြည့်တွေနဲ့သာကြည့်တတ်ကြတယ်။ဘာလို့လဲဆိုတော့သူမဟာအောက်လန်းအတက်ဆုံးပညာတွေကိုအလွန်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တဦးဖြစ်တယ်ဆိုတဲ့သတင်းတွေရွာထဲမှာနှစ်ပေါင်းများစွာကတည်းကပြန့်နှံ့နေခဲ့လို့ပါပဲ။တနေ့ညနေခင်းမှာမောင်ညွန့်လွင်ဟာနွားတွေကိုတောထဲကနေပြန်မောင်းလာခဲ့တယ်။ရွာထဲကိုမဝင်ခင်မှာသူ့နွားအုပ်ထဲကနွားမတစ်ကောင်ကရုတ်တရက်လန့်လွဲပြီးထန်းတော်အိုကြီးစီကိုပြေးဝင်သွားပါတယ်
မောင်ညွန့်လွင်လည်းနွားမကိုလိုက်ဖမ်းရင်းအဲ့ဒီထန်းတော်အိုကြီးတဲကိုရောက်သွားခဲ့ပါတယ်ထန်းတော်အိုကြီးထဲမှာခြုံနွယ်တွေထူထပ်ပြီးညနေခင်းရဲ့အလင်းရောင်အောက်မှာမှောင်ရီပြို့လျက်ရှိတယ်နွားမကိုလိုက်ရှာရင်းတောအုပ်ရဲ့အတွင်းပိုင်းကိုနက်နက်ရှိုင်းရှိုင်းရောက်သွားတဲ့အခါခြုံပုတ်တစ်ခုရဲ့အနောက်မှာမီးဖိုတစ်ခုကိုမြင်လိုက်ရပါတယ်အဲ့ဒီမီးဖိုအနားမှာမိမအိုကြီးတစ်ယောက်ကဆေးတံကြီးကိုဖွာရှိုက်ရင်းထိုင်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီမိမအိုကြီးရဲ့ဘေးမှာတော့သူ့နွားမကြီးကအေးအေးဆေးဆေးမျက်စားနေတာကိုတွေ့ရပါတယ်မောင်ညွန့်လွင်ဟာအစပိုင်းမှာတော့ရွာသားတွေပြောတဲ့မေတော်ကြီးကိုတတိယပြီးထိတ်လန့်သွားခဲ့တဲ့ချက်ချင်းပြန်လဲထွက်ဖို့ကြိုးစားပေမဲ့မေတော်ကြီးရဲ့အတန်ကသူ့နောက်ကျောကိုလှမ်းထိုးလာခဲ့ပါတယ်ဟေ့ကောင်လေးမင်းနွားမကငါစီမှာဧည့်သည်လာလုံနေတယ်ဒီအတိုင်းပြန်ယူသွားရုံနဲ့မပြီးဘူးကွလာထိုင်ရေနွေးချမ်းတစ်ခွက်တောက်သွားဦးဒီအတန်ကဩဇာအာဏာပါတဲ့အပြင်တမျိုးတပုံဆွဲဆောင်မှုလည်းရှိနေတယ်မောင်ညွန့်လွင်လည်းညင်းဖို့ဝင်လေးသွားပြီးတုံဆိုင်နဲ့ပဲမေတော်ကြီးရှိကိုတိုးသွားခဲ့တယ်မေတော်ကြီးကသူ့ကိုစူးစူးရှာရှာကြည့်လိုက်တယ်အဲ့ဒီအကြည့်တွေကမောင်ညွန့်လွင်ရဲ့ရင်ထဲကိုထိုးဖောက်ပြီးသူ့ရဲ့နှစ်ပေါင်းများစွာဖုံးကွယ်ထားတဲ့ဝမ်းနည်းမှုနာကျင်မှုနဲ့ဒေါသတွေကိုတခါတည်းမြင်သွားသလိုပါပဲမင်းကလူတွေပြောနေတဲ့ဆုံးသွေးပါတဲ့ကောင်းလေးမဟုတ်လားလို့မေတော်ကြီးကပြုံးစီးစီးနဲ့မေးလိုက်တယ်မောင်ညွန့်လွင်လည်းခေါင်းငုံသွားတယ်ဘာပြန်ပြောရမှန်းမသိဘူးမင်းကိုလူတွေကမုန်းနေကြတယ်နှိမ်နေကြတယ်မင်းမလို့အဲ့ဒီလိုခံနေရတာလဲမင်းတိလားလို့မေတော်ကြီးကဆက်မေးတယ်မောင်ညွန့်လွင်ကခေါင်းခါပြတယ်မင်းကျောမှာမြွေတက်နေတဲ့အမဲဆက်ကတာမန်အမဲဆက်မဟုတ်ဘူးအဲ့ဒါကအောက်လန်းပညာရဲ့စွမ်းအားတွေကိုမွေးရပါဆောင်ထားတဲ့အမှတ်အသားပဲမင်းကိုမွေးလုံးကလက်မင်းမရှိတာမိုးကြိုးပစ်တာတွေကဒီပညာရဲ့အစွမ်းတွေကမင်းကိုယ်ထဲမှာဝင်ရောက်လာတဲ့နမိတ်ပဲဒီရွာကလူတွေကအဲ့ဒါကိုအသိစိတ်မဲ့စွာကြောက်နေကြတာဒါကြောင့်မင်းကိုမုန်းနေကြတာအနိုင်ကျင့်နေကြတာမေတော်ကြီးရဲ့စကားတွေကမောင်ညွန့်လွင်ရဲ့နှလုံးသားထဲကိုမိုးကြိုးတစ်ချက်စာလောက်ပစ်ချလိုက်တယ်လို့ပါပဲနှစ်ပေါင်းများစွာသူမသိခဲ့တဲ့အဖြေကိုဒီမိမအိုကြီးကဖွင့်ပြောလိုက်တာပါသူ့ရင်ထဲမှာဒေါသဝမ်းနည်းမှုနာကျင်မှုနဲ့တခါတည်းတစုံတစ်ခုကိုပြန်လဲတုတ်ပြန်လို့စိတ်တွေဝေဝါးစွာပေါ်ပေါက်လာတယ်ဒါဆိုကျွန်တော်ဘာလုပ်ရမလဲလို့မောင်ညွန့်လွင်ကတုံရင်တဲ့အတန်နဲ့မေးလိုက်တယ်မေတော်ကြီးကဆေးတံကိုဖွာရှိုက်ရင်းမျက်လုံးတွေကိုမှိတ်ထားတယ်ပြီးတော့မျက်လုံးကိုဖွင့်လိုက်တဲ့အခါသူ့မျက်လုံးတွေကမီးတောက်တစ်ခုလိုတောက်ပနေတယ်မင်းမှရွေးချယ်စရာနှစ်ခုရှိတယ်ဒီအတိုင်းဆက်ပြီးအနှိမ်ခံနေရမှာလားဒါမှမဟုတ်မင်းရဲ့ကံကြမ္မာကိုလက်ခံပြီးမင်းကိုဒီလောက်အောင်နိုင်ခြင်းတဲ့လူတွေကိုပြန်ပြီးသင်ခန်းစာပေးမလားငါကမင်းကိုအောက်လန်းပညာကိုသင်ပေးနိုင်တယ်ဒါပေမဲ့သတိထားဒီလန်းကအလုံးမောင်မိုက်တယ်တခါလျှောက်မိရင်နောက်ပြန်လှည့်ဖို့ခက်လိမ့်မယ်မောင်ညွန့်လွင်ဟာအဲ့ဒီညနေခင်းမှာမေတော်ကြီးစီကနေအိမ်ပြန်မသွားခဲ့ပါဘူးသူ့စိတ်ထဲမှာနှစ်ပေါင်းများစွာခံစားခဲ့ရတဲ့နာကျင်မှုတွေကသူ့ကိုဆုံးဖြတ်ချက်တစ်ခုချဖို့တွန်းအားပေးနေခဲ့တယ်ရွာကိုပြန်လာတဲ့နွားတွေထဲမှာသူ့နွားမပါတာကိုဦးဘိုးသားတို့သတိထားမိပေမဲ့မောင်ညွန့်လွင်ကတော့ထန်းတော်အိုကြီးရဲ့အမောင်ထုထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်နောက်တနေ့မနက်မှာနွားမကြီးကအိမ်ကိုသူ့ဘာသာသူပြန်ရောက်လာပေမဲ့မောင်ညွန့်လွင်ကတော့ပြန်မလာတော့ပါဘူးရွာထဲမှာကောလာဟာလာတွေထပ်ပြီးပြန့်လွင့်လာကြတယ်ဒီကောင်လေးတောထဲမှာကြားကြိုက်တည်သွားပြီထင်တယ်မဟုတ်ဘူးမေတော်ကြီးကဖမ်းဆားသွားတာစသဖြင့်အမျိုးမျိုးပြောဆိုနေကြချိန်မှာပဲမောင်ညွန့်လွင်ကတော့မေတော်ကြီးရဲ့တပည့်အဖြစ်အောက်လန်းပညာရဲ့ပထမဆုံးသင်ခန်းစာတွေကိုစတင်သင်ယူနေခဲ့ပါပြီသူ့ဘဝရဲ့ပထမဆုံးအခန်းကဏ္ဍတစ်ဟာအဲ့ဒီညနေခင်းကစလို့အစပြိုးခဲ့တော့တာပါပဲ